ဆိုရှယ်လေးလည်းအရင်ကောင်းခဲ့တော့ပေါ့နော်မတိတဲ့လူတွေရောက်တော့မှလို့ပေါ့မိတ်ဖွဲ့နိုင်တဲ့အရေးချင်းတွေပေါ့ဟုတ်ကဲ့မင်္ဂလာပါတီတီဟုတ်မင်္ဂလာပါရှင်ဟုတ်ပထမဦးဆုံးတီတီနာမည်လေးနဲ့မမီလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျမနာမည်ကတော့ခုနှစ်ဆွဲဖြစ်ပါတယ်အိုလက်တို့ရဲ့တီတီပါရှင်ဟုတ်ကဲ့ဒီချေယူရီပရီစကူးကိုဘယ်ကနေသိရှိပြီးတော့မိမိရဲ့ကလေးအတွက်ဘာကြောင့်ရွေးချယ်ခဲ့တဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးပါအောင်ရှင်ဒီချေယူရီပရီစကူးကိုဘယ်ကစသိလဲဆိုတော့ဒီချေပထမဦးဆုံးပေါ့နော်ဟုတ်ကဲ့ကျောင်းဆဆဖွင့်ချင်ပေါ့ preschool မဖွင့်ခင်ကတည်းကပေါ့နော်တင်တန်းလေးစဖွင့်ကြတာသိခဲ့တယ်အမှမှာအိုလေးရမမနို့ပဲပေါ့နော်တင်တန်းထိုင်ရင်းနဲ့မှဒီချေက preschool စဖွင့်တော့အိုလေးကလည်းအဲ့ဒီရွယ်ရောက်တော့အိုလေးကိုထားခဲ့ပါတယ်ဟုတ်ကဲ့ပါဒီမမီလေးကျောင်းတက်ခဲ့တဲ့အချိန်ကာလရောဘယ်လောက်ရှိပြီလဲရှင်အိုလေးကကျောင်းတက်ခဲ့တဲ့အချိန်ကာလဆိုတော့2နှစ်ပေါ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကျောင်းတက်ပြီးနောက်ကလေးမှာပေါ့နော်ဘာတွေတိုးတက်ပြောင်းလဲမှုတွေသိမြင်ရပါတယ်လေတီတီကျောင်းတက်ပြီးတော့ကလေးကဘာတွေတိုးတက်ပြောင်းလဲလာလဲဆိုလို့ရှိရင်ပုံမှန်အပြည့်တော့ဆိုရင်စိတ်ပိုင်းဆိုင်ရာနေနဲ့ဆိုလို့ရှိတော့လုံခြုံမှုတွေရှိလာတယ်ကြောက်ရွံ့မှုတွေကျင်းလာတော့ပေါ့နော်ပြီးလို့ရှိရင်တယောက်နဲ့ပေါ့ဥပမာကြောရဲဆိုရဲရှိလာခဲ့တယ်နော်ပေါ့နော်သူ့အမားတွေဒီဝင်ခံတက်ခဲ့တယ်နော်ပြီးလို့ရှိရင်ပေါ့ဟိုခုနောက်ပိုင်းဆိုပကြီးလေးတွေဆွဲတက်ခဲ့တယ်ပြီးလို့ရှိရင်ပြောမယ်ပုံမြင်လေးတွေနားထောင်တက်ခဲ့တယ်ဟုတ်ကဲ့ပုံမြင်လေးတွေတချင်းကလေးတွေနားထောင်တက်ခဲ့တယ်ပြီးလို့ရှိရင်ဒီမှာကျတော့ social လေးလည်းအရင်ကောင်းခဲ့တော့ပေါ့မတိတဲ့လူတွေရောက်တော့မှလို့ပေါ့မိတ်ဖွဲ့နိုင်တဲ့အရေးချင်းတွေပေါ့နောက်တော့အခြားနဲ့ပတ်သက်တဲ့ဟိုပြောမယ်သူတော့ဆိုသူရတင်တန်းနဲ့တင်တန်းမို့တောင်းမှတင်ခဲ့ပြီးတဲ့တင်တန်းစာတွေကိုပြန်လေးလာတာတော့ပေါ့နော်အဲ့လိုမျိုးတိုးတက်မှုတွေရှိခဲ့တယ်ဟုတ်ကဲ့ပါတီတီတီချေယူရီပီစကူးမှာမိမိတို့ရဲ့ကလေးငယ်လေးတွေကိုထားဖို့ရည်ရွယ်ထားတဲ့ဖေဖေမေမေတို့အတွက်ဖိတ်ခေါ်စကားလေးပြောပြပါအောင်ရှင်တီချေယူရီစကူးမှာပေါ့နော်ဖေဖေမေမေတွေကိုပေါ့နော်ထားကြည့်ကိုမသိတော့ကလေးထားကြည့်ကိုပေါ့နော်ဟိုအကြံပြုချင်ပါတယ်ဗျပြောစကလေးတွေကပေါ့တို့ရဲ့ဒီစကားမှာပါကလေးတွေကတို့ရဲ့အသွေးအမြင့်တွေကိုပေါ့နော်ကက်တက်တာတော့မရှိဘူးကလေးတွေပြောစကားလို့လည်းတီချေတို့တခြားဒီဆိုင်နာထောင်ပြီးကလေးတွေလည်းဒီဆိုင်ပြီးတဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့ကလေးတွေကအရာတိုးတက်လာခဲ့တယ်ပေါ့ဥပမာအဖြစ်ဘာသာဘယ်လိုပြောမလဲဘာသာစကားပြည်လူမှုရေးဖွံ့ဖြိုးမှုအစအဆုံးပေါ့နော်ခဏကိုဆိုတော့တိုးတက်လာခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့ချယ်ရီစကမှထိုက်ပြီးပြန်ပြပါလေရှင်ဟုတ်ကဲ့လေအခုလိုဖြေကြားပေးတဲ့အတွက်လည်းဒီကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့